မင်းလေးတို့အိမ်လေးရွှေပေးလို့မရကဲအလှကကြီးကိုအောင်ဒီနေ့နဲ့မနေ့ကျန်တော့တို့အလှမကြီးကိုအလှမကြီးလို့တောက်လျှောက်တာခေါ်အလှမလည်းဥအောင်မောင်းကိုဥအောင်မောင်းလို့မခေါ်နဲ့အလှကကြီးလို့အဲ့ဒီနာမည်ဒီတရက်ခေါ်မှာဒီဘကရောက်ရင်ဟာဟောတော့နော်ကြာပြီနော်ပြောသလားဥအောင်မောင်းကြီးတော့အဲ့ဒါလူချင်းနေတာပြောသလားဥအောင်မောင်းကြီးတို့လူကအရှိကြီးတော့ဖတ်လို့မပါဘူး။ပြောသလားဒေါ်စောထွေးသူ့အမနောက်ကမင်းညာဒါမိုက်ကြီးချီဖို့ဘောပါဘူး။မိုက်ညာချီဖို့မှတ်ရ။နောက်ကကိုနေရမင်းညာပြေးတယ်ပျော်ရလားဥအောင်မောင်းရဲ့သူပျော်တယ်လို့ဖြေရ။ပျော်ရဲ့လားအလူတကာကြီးဥအောင်မောင်းရဲ့ပြောတာပေါ့ကျင်းနေပါလေဘယ်လိုလဲဒီပါပြောသလားအလူမကြီးဒေါ်စောထွေးရဲ့ပြောတာပါနည်းနည်းတော့မိမိညာပို့ရပါတယ်ပြန်မိနေတယ်ပြန်နေသွားလာပြောသလားအလူမကြီးဒေါ်စောထွေးရဲ့ပြောတာပါလူကကြီးရဲ့ဟုတ်ပါရဲ့တော့အလူကဒီနေ့ဒီရက်အလူကြီးပေးလို့ဦးအောင်မောင်းတို့ဒေါ်စောထွေးတို့မိသားစုအားလုံးရဲ့ဒီနေ့ဒီရက်ကအလူမကြီးဒေါ်စောထွေးရဲ့အလူကြီးပေးလို့